ပါဦး မင်္ဂလာပါကျွန်တော်တို့ Mass ကျောင်းကိုရွေးချယ်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်ကျောင်းကတကယ်ကိုအရည်ချင်းပြည့်ဝတဲ့ဆရာတွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ် Theology ဘိုင်းမှာတကယ်ကိုကောင်းတာဖြစ်တယ် Theology လို့ပြောတဲ့အခါမှာတကယ်ကို education ကိုပြောချင်တာဖြစ်ပါတယ်เนาะ Higher education ကိုအဆက်မဲ့လို့ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Mass ကျောင်းကိုလမ်းလာခဲ့ဖို့ကျွန်တော်ဒီနေရာနေဖိတ်ခေါ်လိုက်ပါ ရှင်းပြပါဦးမင်းကြီးတွေတော့အင်တန်းမှာချုံမလာပါတဲ့ယောက်ျားတွေရှိပါတယ်เนาะကျွန်တော်တို့ဒီကျောင်းတော်မှာဒါကြောင့်မိန်းကလေးတွေရွေးချယ်တင်တယ်ယောက်ျားလေးတွေကြတော့အဲ့လိုပါပဲเนาะအရင်အင်တန်းမှာလာပါတဲ့မိန်းကလေးတွေရှိတယ် ကျွန်တော် Max ကျောင်းကချောလေးတွေလည်းအများကြီးအစင်လေးတွေပြီးတော့နောက်တာအဲ့ခက်မပါစေနဲ့ကျွန်တော်တို့ဒီကျောင်းတော်ကြီးကတကယ်တမာတရားနဲ့ညီကျွန်တော်တို့ equip လုပ်ပေးတဲ့ကျောင်းတော်ကြီးဖြစ်တယ်ပေါ့နော် doctrine ပိုင်းဆိုင်ရာမှာလည်းကျွန်တော်အမှားယွင်းမရှိကောင်းမှုကျွန်တော်သင်ပေးတဲ့ကျောင်းတော်ကြီးဖြစ်တယ်ဒါကြောင့်အဓိကရွေးချယ်ရခြင်းဖြစ်ပါတယ်ကြောက်တဲ့ကောင်းပါတယ်ကျွန်တော်တို့တင်းတော်ပေါင်းဆောင်ကလူငယ်တွေကျွန်တော်တို့ဓမ္မပညာလေ့လာခွင့်ရတယ်ချစ်ခင်နဲ့ပေါ့နော်ပြီးရင်ကျွန်တော်တို့အမြဲတမ်းaircon လည်း24နာရီရတဲ့အခါကျတော့ကျွန်တော်တို့အမြဲတမ်းအနွေးထည်လေးပဲထားလို့ရတယ်ပြောစက်ကောင်းပါဒီ bus ကြောင့်ကိုရေးချင်မိခဲ့ရတဲ့အကြောင်းရင်းကတော့ interdenomination ပါအဓိကเนาะအဲ့ဒါကြောင့်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘောနော်ကျောင်းကဆရာဆရာမတွေကအရင် qualify ဖြစ်ပြီးသားဆရာဆရာမတွေဖြစ်အောင်မကောက်ဘောနော်ကျောင်းမှာရှိတဲ့ library ဆိုလို့ရှိရင်လည်းအရင်ကောင်းတယ်တကယ်ဘောနော်တကယ်စာကိုဒီ theology နဲ့ဆိုင်တဲ့အရာတွေကိုတကယ်ကိုလေ့လာချင်တယ်ဆိုတကယ်အရင်ကောင်းတဲ့ကျောင်းဖြစ်တယ်လို့ Okay အရင်ပြောကြကောင်းပါတယ်ဝိညာဉ်ရမှာရောကျမတို့ရဲ့စိတ်ကပိုင်းဆိုင်ရာမှာရောအားကစားမှာရောအားလုံးပြောကြကောင်းတယ်လာခဲ့ကြပါ Okay thank you 怎么？စိတ်လာဟုတ်ပါဒီကျွန်မတို့အခုပေါ့နော် teacher honoring လုပ်မှာဖြစ်ပဲအဲ့ဒီဟာကိုဆရာအဒီဆိုမှကြည့်နေအဝါလေးနဲ့ပေါ့နော်တယ်တော့ပါနေတာပေါ့နော်ကျွန်မတို့မရှိဘူးအဲ့လိုမျိုးဒီမှာရှိချင်လို့လာတက်တာဖြစ်တယ်နော် Okay